ချွေးရဲ့ကကားလေးများအားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့လေဟိုအထည်ပြဖို့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ပြောချင်တာလေးရှိလို့ပေါ့ပြောချင်တာလေးရှိတယ်ဆိုတာဗာလဲဆိုတော့ဒီရွှေဝီ page လေးပေါ့နော်စပြီးတော့မှ Facebook မှာထောင်မြစ်တာပေါ့နော်ထောင်မြစ်တာကတော့ကြာပြီရှင်ဒီပတ်တိတ်ရောင်းမှထောင်တာမဟုတ်ဘူးအဲ့ကိုက Facebook သုံးနေဆိုတော့ခါကြတော့အကောင့်လည်းရှိရဆိုရင် Facebook page လေးလည်းထောင်ထားမှအဆင်ပြေမယ်ပေါ့နော်ထောင်ထားလိုက်ပါမယ်သူပေးထားတဲ့ဟာလေးပေါ့ဆိုပြီးတော့ကိုကထောင်လိုက်တာရှင်ထောင်လိုက်တော့ပထမတော့ဒီအထည်တွေဘာတွေမရောင်းပြသေးဘူးပေါ့အထည်တွေဘာတွေမရောင်းပြသေးတော့ကိုကနဲ့ကို personal လေးတွေပဲကိုတင်တင်တာလေးအဲ့လိုရှောက်တင်တာပေါ့နော်ရှောက်တင်တာနောက်ပိုင်းကျတော့ကိုရအရင်တော့ကျတော့ဟိုကုမ္ပဏီတွေလုပ်တယ်နောက်ပြီးတော့ခရီးတွေထွက်ရတယ်အဲ့လိုထွက်တဲ့အခါကျတော့ဟိုအိမ်မှာဘာမှဒီလိုမျိုးကိုပိုင်စီးပွားတွေဘာတွေမလုပ်ဖြစ်ဘူးပေါ့နော်မလုပ်ဖြစ်ဘူးပေါ့နော်အခုကုမ္ပဏီတွေနားွားတာနဲ့ကုမ္ပဏီတွေပြန်သွားတာနဲ့အဲ့လိုနောက်တစ်ခါကျတော့ကိုဗစ်တွေဘာတွေဖြစ်ပြီးတော့အဲ့လိုမျိုးပေါ့နော်သွားရေးလာရေးလမ်းပန်းတွေလည်းမကောင်းတာနဲ့ကုမ္ပဏီတွေပြန်သွားတာနဲ့အဲ့လိုမျိုးတွေဖြစ်တဲ့အခါကျတော့ကိုကအလုံနားလိုက်တာပေါ့အလုံနားလိုက်တာပေါ့အလုံနားလိုက်တော့ကိုအိမ်မှာနေတယ်အိမ်မှာနေတဲ့ခါကျတော့ဟိုဝင်ရမရှိဘူးပေါ့နော်ဝင်မရှိတဲ့ခါကျတော့ဟိုခါတိုင်းဆိုလို့ရှိရင်အဲ့လိုခရီးထွက်တယ်ပါတယ်ဆိုလို့ရှိရင်ပြန်လာတယ်ဆိုရင်အမေကိုကတော့တယ်ပေါ့နော်ဥမာချင်းပြည်နယ်သွားတယ်ဆိုလဲချင်းတစ်ပတ်လေးတွေပေါ့နော်ချင်းထမိန်လေးတွေအဲ့လိုကချင်သွားရင်ကချင်ပေါ့လေကိုကသွားလေးရမှာအဲ့လိုလေးအမေကိုကတော့ဖြစ်တယ်ပေါ့နော်ဗာတိတ်တွေပါတယ်ဆိုလဲအဲ့လိုဝဲကတော့ဖြစ်တယ်ပေါ့အခုကျတော့မသွားတဲ့ခါကျတော့ဝင်ဝင်မရှိတော့အမေလည်းတိတ်မကြောဖြစ်တော့အမေကဟဲအသမီးနေကငါ့ကိုဟိုပေါ့နော်ထမင်းနေဟိုပတ်တိတ်တွေမဝယ်ပေးတော့ဘူးလားပေါ့နော်အမေကတော့ပတ်တိတ်ပဲဝတ်တာပါဟိုချင်းတပတ်တွေအလိုချင်းပေါ့ဟိုပေါ့အင်ဂျီလေးတွေစာလေးတော့ဝယ်တာပေါ့နောက်ပြီးတော့တမူးရှန်လေးပေါ့နော်အဲ့မူလေးအဲ့ခကြီးထွက်နေတော့ဝယ်ပြီးတော့အမေကိုကြောတာပေါ့အဲ့နဲ့တော့ကတော့ဟိုနေကအလုံးမလုံးတော့ဘူးဆိုတော့တဲ့ငါ့ဟိုတဲ့နေကထမင်းနေပါလေမွေးပြီးတော့လာတဲ့ငါတဲ့ထမင်းဝတ်ဆရာတွေတဲ့နဲနေပြီတဲ့ခါတိုင်းဆိုဝယ်ပေးတယ်ပေါ့နော်အခုဝယ်ပေးတော့လာတဲ့နေရတယ်ဝင်ဝင်မရှိတော့ဘူးဆိုပြီးတော့ဆိုတော့ခါကျအေးဝယ်မဲ့အမေလို့ဆိုပြီးတော့ line မော်တက်လိုက်တာ line မော်တက်ပြီးတော့မှထမိန်လိုက်ရှာအမေအတွက်ပါတိတ်ပေါ့နော်လိုက်ရှာတဲ့အခါမှာအမ तू ကအဲ့ပါတိတ်ထမိန်လေးရောင်းနေတာပေါ့လေကိုကလည်းဟို line သုံးတာလည်းအသိမသုံးဖြစ်ဘူးအရင်ကခကြီးတွေဘာတွေထွက်တော့ခါကြတော့အဲ့တော့ကိုကကြည့်လိုက်တော့ခါကြအများကြီးရောင်းနေပေါ့နော် live ဆေးတွေလည်းရောင်းနေ viewer တွေလည်းအများကြီးရှိတယ်နောက်ပြီးတော့ဝယ်တဲ့သူတွေထုတ်ပိုးနေတာတွေတင်တာချတာတွေအဲ့လိုတွေရှိတဲ့ခါကြတော့မှားလိုက်တော့တသိန်းခွဲဖို့မှားလိုက်တာပေါ့လေတသိန်းခွဲဖို့မှားလိုက်တဲ့အခါကြတော့ဘယ်လိုဖြစ်လဲဆိုတော့ကိုမပို့ဘူးသူကပို့တယ်သူကပို့တယ်ဒါပေမဲ့ကို့လက်မှာကိုကမရဘူးဘလောက်စာရေးစာမပြန်ဘူးအဲ့လိုမျိုးတွေပေါ့နော်မပြန်ဘူးဟိုအဲ့လိုမျိုးထားပြီးတော့လိန်ခံလိုက်ရတာပေါ့လေအချုပ်ကတော့လိန်ခံလိုက်ရတဲ့အခါကျတော့ကိုကအဲ့မှာဟိုအဆန်လည်းဆုံးသွားတယ်အမေလည်းမို့လိုက်ရအောင်တမလားအဲ့ကြောင့်နည်းနည်းစိတ်ကဟိုခံလိုက်ရတော့လေဟိုစိတ်အချင်းပေါက်သွားတာပေါ့လေအမေကိုနောက်ထပ်ဝယ်ပေးဖို့လဲကိုကအပြင်လည်းတိတ်မထွက်ချင်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကာလာတွေကအပြင်ထွက်လို့လည်းတိတ်မကောင်းတဲ့ခါကျတော့ဒီ line ကနေပဲဝယ်ဖြစ်တာပေါ့လေဝယ်ဖြစ်တာအဲ့တော့ခါကျတော့အပြင်မထွက်ဖြစ်တဲ့အခါကျတော့ကဲနောက်တစ်ခါ line မော်ကနေပဲပြန်ကြည့်လိုက်ပါအောင်မဲငါဆိုပြီးတော့မှ line ရှာလိုက်လိုက်ရှာပြီးတော့မှအဲ့မှာအမှန်ကန်တွေ့သွားတယ်ပေါ့နော်အမှန်ကန်တွေ့သွားတဲ့အချိန်မှာကိုကဝယ်လိုက်တယ်ဝယ်တာဘယ်လိုဝယ်လိုက်လဲဆိုတော့ကိုကလည်းလေအဲ့ပထမတော့တသိန်းခွဲပါသွားတာပေါ့ပလုံသွားတာပေါ့လေပလုံသွားပြီးတော့နောက်တစ်ခါဝယ်တဲ့အခါကျတော့ကဲမထူးပါဘူးလို့သူကအများကြီးရောင်းတာဆိုတော့ဝယ်လက်စနဲ့ငါလည်းလုံးမရှိဘူးလို့ဆိုတော့ငါအလုံးလုံးသွားစုထားတဲ့လက်စွပ်လေးရှိရဲပေါ့နော်အဲ့လက်စွပ်လေးတမသားလေးအဲ့ဒါလေးငါရောင်းပြီးတော့ငါကုန်းလုံးဝယ်လိုက်မယ်လို့ပြီးရင်ငါမလို့ page လေးထောင်ထားရှိရပဲလို့ငါလို့အဲ့ line မော်လို့ငါတင်ပြီးရောင်းလိုက်မယ်ဟာလို့ငါအိမ်မနေလကားလို့ဆိုပြီးတော့အားကြတော့အမေတို့လည်းဝယ်ရအောင်ငါလည်းဝတ်လို့ရတယ်ပေါ့နော်အကုန်လုံးလည်းမောင်နှမတွေကလည်းညီမလည်း3ယောက်ရှိရတူမလေးကလည်းဟိုတူမလေးလည်းရှိရပေါ့နော်တူမတွေအများကြီးတူမလေးတယောက်တည်းမဟုတ်အဲ့ခါကျကဲငါတို့တွေဝတ်လို့ရပါဟဲလို့ဆိုပြီးတော့အဲ့ဝယ်ချပလိုက်တဲ့အခါကျတော့အဲ့မှာအဲ့ဟိုညဆိုတမတာဘူးဆိုအဲ့ဒီခေတ်ကာလဆိုလူငယ်တဲ့ဟိုလောက်ကပေါ့2နှစ်3နှစ်လောက်ပေါ့နော်အဲ့လောက်ကဝယ်3နှစ်လောက်တော့မရှိသေးဘူး2နှစ်ကျော်လောက်တော့ရှိပြီအဲ့လောက်ကဝယ်ရဆိုအဲ့နဲ့ငါ page ရှိရပဲပေါ့နော် page ပေါ်ငါတင်လိုက်တော့မယ်ပေါ့မရောလို့များတော့ဘူးလေတမတာလုံးရှိသမျှဟိုဗလဲအဲ့တမတာပတ်စံရသမျှအကုန်ဝယ်လိုက်တာအဲ့လိုဟော့ရန်ပေါ့နော်ဝယ်ဆိုင်တော့တင်ရောင်းလိုက်တော့မယ်ဆိုတင်ရောင်းလိုက်ဟိုမလုပ်လဲဘာဖြစ်လဲငါတို့တွေဝတ်ကြတာပေါ့လို့ဆိုပြီးတော့အဲ့နဲ့ရောင်းတင်ရောင်းလိုက်တာအဲ့တင်ရောင်းလိုက်တဲ့ခါတော့အဲ့ဒီကနေစပြီးတော့ပေါ့နော်ဒီထမိန်ဒီပါတိတ်ကိုရောင်းပြသွားတာပေါ့ငငယ်တုန်းကလည်းအမေကလည်းဘယ်လိုပြောမလဲငငယ်တုန်းကလည်းအမေကပါတိတ်ဝယ်တယ်အမေကလက်ရေး1 set တွေဝယ်ရများအဲ့ပါတိတ်ဝယ်တယ်ပြီးတော့ဝတ်တယ်ဆိုလို့ရှိရင်အမေကထမိန်မဝတ်တယ်အင်ဂျင်မဟုတ်ဘူးသူက
အင်ဂျီမို့အဲ့ခါကျအင်ဂျီရောက်ကိုရတယ်အဲအကြောင်းတက်တော့ကအဲ့တက်ကူမန်လေးတက်ကူတက်တော့ကအမှတပုံလေးရှိရရိုက်ထားတယ်အကုန်လုံးကြည့်လိုက်တဲ့ကိုငါးတဲ့ပတိတ်တွေနေပဲတမလားမလေးတော့မှရိုက်ထားတဲ့ပတိတ်1ဆက်လေးပြီးကြအဲ့အပေါ်အင်ဂျီလေးကအမေရှိကအမြဲတမ်းရပါပေါ့နော်အင်ဂျီစားလေးအောက်ကတော့ကိုကအမှဈေးမဲ့လေးတွေတို့ဟိုအရင်တော့ပေါ်တဲ့တုံလေးတွေပါထိုင်းပါခေါ်လည်းမသိအဲ့ဒါမျိုးပြောင်လေးတွေပေါ့နော်အပြောင်လေးဖြောင်လေးနေပေါ့နော်အပေါ်ပတိတ်လေးနဲ့အောက်ကဖြောင်လေးနဲ့ဈေးမဲ့လေးအဲ့လိုဝတ်တာငယ်တော့လည်းကပတိတ်ကလည်းအဲ့တော့ခါကျပတိတ်ကိုချစ်နေရပေါ့နော်အမေကအမြဲတမ်းဝတ်တဲ့ခါကျအမေကပတိတ်ပဲဝတ်တဲ့ခါကျပတိတ်ကိုကချစ်နေပြီးတော့အဲ့တော့ပတိတ်ကိုဟိုဘယ်လိုပြောမလဲနည်းနည်းတိနေတာပေါ့ဟိုအရန်ကြီးကျွမ်းတာလည်းမဟုတ်နားလဲတာလည်းမဟုတ်ဒါပေမဲ့အမေမြင်နေဝတ်နေတော့အဲ့ပတိတ်ရဲ့သဘောတရားလေးတော့နည်းနည်းပါကင်ကြည့်လိုက်တာနဲ့ဘယ်လိုဖာညာသိတာပေါ့ဟိုတေးချာချာကြီးတော့ဘယ်တစ်စိတ်ကပါအဲ့လိုတော့မသိဘူးပေါ့အဲ့နဲ့ကိုကိုတိုင်းလည်းအဲ့မှာရောင်းပြီဆိုတော့တစိမ့်တွေလည်းအကုန်လေးလာအကုန်လုံးဘလို့ရောင်းတာလဲဘလို့ဝယ်ရတာလဲပေါ့နော်တစိမ့်ကဘလို့ရှိပြီးတော့ဘယ်သားကဘလို့လဲဘယ်ကအင်ဒိုနီးရှားလဲဘယ်ကယူရီးယားလဲဘယ်ကမလေးရှားလဲအကုန်လုံးလေးလာလေးလာပြီးတော့ပထမတုတ်ကတော့အဲ့လောက်ကြီးမလေးလာတယ်မရဘူးပေါ့ပထမတုတ်ဝယ်ပြီးပြီဆိုနောက်ထပ်ဝယ်တော့မယ်ဆိုတော့အကုန်လုံးပြန်လေးလာပြီးတော့မှကိုကရောင်းတာပေါ့နော်အဲ့တော့ခါကျတော့ဘာလို့အဲ့လိုရောင်းပြသွားလဲဆိုတာပထမတစ်ချက်ကတော့လိန်ခံရတာခံမြင်တာပါတယ်တယ်မလားဟိုခံမြင်တာပါတယ်နောက်ပြီးတော့ဒုတိယတစ်ချက်ကကြတော့အဲ့လိုမျိုးပေါ့နော်ကိုလိုမျိုးသူများတွေလည်းလိမ်မခံစေချင်ဘူးတယ်မလားလိမ်မခံစေချင်ဘူးနောက်ပြီးတော့ online ဆိုတာအဲ့ဒီတော့အခက်ကနည်းနည်းပေါ့နော် online ဆိုအထင်သေးတယ် online မှာဈေးရောက်နေဆိုရင်online shop လုပ်တယ်ဘာလို့လဲ online shop ဆိုထင်သေးတာလည်းပါတယ်အဲ့ဒါမျိုးပေါ့နော်အဲ့လိုလိမ်မခံစေချင်တာရယ်လိန်ခံမထိစေချင်တာရယ်ကိုလိုမျိုးမဖြစ်စေချင်တာပေါ့နော်အဲ့ဒီဟာတွေလည်းပါတယ်ပြီးကြတော့ကိုလည်းမထူးပါဘူးကိုမောင်နှမတွေညီမတွေအထူပေါ့နော်အရန်များမိန်းမသားများလေမိန်းမသားများတဲ့ခါကျမဆိုလဲဝယ်ဝေးရမယ်တူတူဆိုပြီးတော့လှုပ်ဖြစ်လိုက်တာနော်လှုပ်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ပေါ့နော်အခုဒီမှာဝယ်တဲ့သူတွေရောင်းတာတော့အခုလက်လီပဲရောင်းတယ်လက်ကားလောက်ထိလည်းဘယ်လိုပြောမလဲမမှန်းနိုင်သေးဘူးကို့အခြေအနေရအဲ့ဒီလောက်ထိလည်းအရင်မရှိဘူးအကျွေးလည်းသူများချင်မယူချင်ဘူးကိုနိုင်တဲ့ဟာလေးနဲ့တစ်ပိုင်းတစ်နိုင်လေးနဲ့ဒီလိုရောင်းနဲ့တစားလေးပေါ့နော်ဒီလိုမျိုးတင်နေတာပေါ့တင်နေတဲ့အခါကျတော့ခုလက်လီကိုတစ်ထည်ချင်းရောင်းပေးတယ်လက်လီကိုတစ်ထည်ချင်းရောင်းပေးတဲ့ဟာကိုတစ်ထည်ချင်းတိုင်းမှာစိတ်ကိုနှိပ်ပြီးတော့မှစေတနာထားပြီးတော့မှရောင်းတဲ့သူဟိုအနေနဲ့နေရာကနေမနေဘူးပေါ့နော်ဝယ်တဲ့သူနေရာကနေပြီးတော့ငါဆိုလို့ရှိရင်နော်တော့ဘယ်ဘက်ဆန်အနေထားနဲ့ဆိုလို့ရှိရင်ဘယ်လိုအမျိုးအစားလေးကိုဝယ်မယ်နော်ပတ်စံမတတ်နိုင်တဲ့သူပေါ့လူဆိုတာအလွာတန်းစားမျိုးရှိရပေါ့နော်သူကသူအနေလိုက်ကိုကကြည့်ပြီးတော့မှဒီဟာလေးတွေကိုအားလုံးလိုက်လျောညီတွေနဲ့အကုန်လုံးတင်ပြီးတော့မှဝယ်နိုင်မဲ့ဝန်နိုင်မဲ့ဟာမျိုးလေးတွေပဲတင်တယ်ပြီးတော့အမျက်ဆိုရင်လည်းအမျက်ကြီးတွေမစားဘူးတကယ်တမ်းဆိုလို့ရှိရင်အထည်ဆိုတာရင်းထားရတာလေရင်းထားရတာအမျက်သူ့ထက်တင်ကြတော့စားဒါပေမဲ့အထည်တွေအားလုံးအကုန်လုံးကိုလက်ကားသေးနီးပါးနဲ့နော်ဒလီဘိုးလေးရဲ့ကိုလောက်ခနော်ဗီဒီယိုရိုက်ခါလေးတို့ဒီလိုတင်ခါလေးစာပြေခါလေးဒီလို post လောက်ခါလေးထားပါတော့သဘောပြ post လည်းတိတ်မလုပ်ပါဘူးကို organic စစ်ပဲ page မှာလည်း follower ထားတယ်အဲ့တော့က follower လည်းနည်းတယ် follower နည်းတော့ဘယ်လိုပြောမလဲဝယ်သူလည်းမရှိဘူးနာမည်ကလည်းမကြည့်ဘူးနော်အပြည့်ဒီလိုမျိုးထွက်ပြီးတော့ရောင်းသူများရပြောထွက်ပြီးရောင်းကိုကအိမ်မနေကွန်းစားလေအခုဒါအဖက်တုံးထားလို့ကွန်းစားတဲ့ခါကျတော့သွားရရတယ်ရဲနေတယ်အဲ့တော့ခါကျတော့ဈေးမရောင်းချင်တယ်မလားအပြင်ဒီလိုထွက်ပြီးတော့မရောင်းချင်ဒါပေမဲ့ဒီပစ္စည်းတွေကိုလည်းဟိုရစေချင်တယ်ပေါ့နော်တကယ်ပေါ့နော်ယုံကြည်နဲ့လေဘယ်လိုပြောမလဲဟိုယုံကြည်ပြီးတော့မှ online ဆိုတာလူတကာလိမ်တာမဟုတ်ပါဘူးเนาะဒီလိုအမှန်အကန်လေးတွေကိုလိုချင်တာလေးကိုခေါင်းကောက်တွေဝယ်ပြီးတော့မှပါထိုင်းတက်နေသူကပါထိုင်းလေးပါတိတ်အမြင်လိုင်းတက်နေအမြင်လိုင်းလေးအဲ့လိုပေါ့နော်တိုက်တဲ့ဟာလေးတွေကိုရွေးပြီးတော့သူ့အမျိုးလေးနဲ့သူဟိုဟာလေးလဲဝယ်ဒီဟာလေးလဲဝယ်ပတ်စံ9000လောက်နဲ့ထားပါတော့ပိတ်ထောက်စာလေးလဲရမယ်ပါထိုင်းလေးလဲရမယ်ပါတိတ်လေးလဲရမယ်အဲ့လိုဝမ်းဆက်လေးတွေလဲရမယ်ထားပါတော့သဘောပြောရလေအဲ့လိုမျိုးလေးရွေးပြီးတော့လက်ရွေးစင်အဲ့လိုကောက်ပြီးတော့မှဝယ်လို့ရအောင်လို့အဲ့ဒီရည်ရွယ်ချက်နဲ့အဲ့ဒီစေတနာနဲ့ထားပြီးတော့ရောင်းတဲ့အတွက်ကြောင့်မို့လို့ယုံကြည်စိတ်ချစွာနဲ့အားပေးပါလို့เนาะတကယ်လို့စိုင်းတော့ဖွင့်မထားဘူးတကယ်လို့လာကြည့်နေတယ်ဆိုလို့ရှိရင်130စီလန်448ကြာမန္တလေးမှာရောင်းပါတယ်ကြည့်တဲ့အထည်လေးရှိရင်ကိုယ်တိုင်စိတ်တိုင်းကြကြည့်ပြီးတော့မှလာဝယ်နိုင်ပါတယ်ရှင်ဒါကိုယ့်ရဲ့ဒီရောင်းဖြစ်ခဲ့တဲ့အကြောင်းလေးနဲ့အခုလိုရောင်းတဲ့အခါမှာဝယ်တဲ့သူတွေယုံကြည်စိတ်ချစွာဝယ်ယူနိုင်ဖို့အတွက်ကိုဒီကနေပြီးတော့မှလာပြောပေးခြင်းဖြစ်ပါတယ်အားလုံးကြည့်ရှုနေတဲ့သူပေါင်းကိုစိတ်နှပြချမ်းသာကြပါစေရှင်